ဒီမိမဟာတကယ်ကိုတွက်ကက်လွန်းသူပါသူမကိုယ်တိုင်ကလမ်းမဘက်ကနေမောင်းလာပြီးအမျိုးသားရဲ့ကားကိုတိုက်မိခဲ့တာဖြစ်ပေမဲ့အမျိုးသားကပဲသူမကိုပြန်လျှော်ပေးစေချင်နေပါတယ်ဒါရင်မကသေးပဲဟိုဘက်ကကားကိုပါဖျက်ဆီးပစ်ခဲ့ပြီးသူမရဲ့ရန်လိုမှုတွေကိုမရက်တန့်ခဲ့ပါဘူးသူမမသိတာတခုကဒီတစ်ချိန်မှာတော့သူမဟာမပတ်သက်တဲ့သူနဲ့တော့ပတ်သက်မိလိုက်တာပါပဲအမှန်တော့အဲ့ဒီအမျိုးသားဟာပြင်းထန်တဲ့ဒေါသထိန်ချုပ်မရတဲ့ဝေဒနာကိုခံစားနေရသူပါမကြခင်ကတင်စိတ်ရောဂါပြန်ကြတော့မဲ့အချိန်မှာပဲသူ့ဇနီးကကိုဝင်ရှိနေပြီလို့ပြောလိုက်တာကြောင့်သူ့ရဲ့စိတ်လှုပ်ရှားမှုတွေဟာတဖြည်းဖြည်းပြန်တည်ငြိမ်သွားခဲ့ရတာပါဆရာဝန်ကအမျိုးသားရဲ့အခြေအနေတိုးတက်လာတာကိုမြင်တော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့သူ့ဖခင်စီကိုဖုန်းဆက်ပြီးတားဖြစ်သူဆေးရုံကဆင်းလို့ရတော့မယ့်အကြောင်းကြားလိုက်ပါတယ်အဲ့ဒီသတင်းကြောင့်ဖခင်ဖြစ်သူကအယံဝမ်းသာသွားပေမဲ့သူကအရေးကြီးအစည်းအဝေးရှိနေလို့သူ့ရဲ့ချစ်သူကောင်မလေးကိုသားဖြစ်သူကိုတွားကြိုခိုင်းလိုက်ပါတယ်အဲ့ဒါကြောင့်ပဲအဲ့ဒီအတွက်ကတ်တက်တဲ့မိန်းမဟာကားမောင်းပြီးထွက်လာခဲ့တာပါဒါပေမဲ့သူမဟာမောင်ဖြစ်သူနဲ့ဖုန်းပြောရင်အာယုံများနေတာကြောင့်လမ်းမသွားပြီးချက်ချင်းဆိုသလိုလမ်းပြောင်းပြန်ကွေ့မောင်းခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားကအရှိန်နဲ့မောင်းလာတာကြောင့်နှစ်ဦးသားတိုက်မိတော့မလို့ဖြစ်သွားခဲ့တာပါကံကောင်းထောက်မစွာနဲ့အချိန်မီ break အုပ်နိုင်ခဲ့လို့ဘာမှမဖြစ်ခဲ့ပေမဲ့အဲ့ဒီမိန်းမကသူ့မကားမှာချစ်ရလေးတွေဖြစ်သွားတာကိုမြင်ပြီးအမျိုးသားကိုအော်ဟစ်ဆဲဆိုပါတော့တယ်အမျိုးသားကလည်းဒါကိုကြားတော့စိတ်တူသွားတာပေါ့ရှင်းပြောရရင်သူမကိုယ်တိုင်ကလမ်းမမောင်းလာပြီးတိုက်မိတာဖြစ်ပါလျက်နဲ့အခုလိုရိုင်းဆိုင်နဲ့မောက်မာနေတာပါဘေးပတ်ဝန်းကျင်ကလူတွေကလည်းအခြေအနေကိုမြင်တော့အဲ့ဒီမိန်းမကိုတောင်းပန်ဖို့မတောင်းပန်ရင်ရဲခေါ်မယ်လို့ပြောကြပါတယ်ဒါပေမဲ့သူမကတော့ဂယုမဆိုင်တဲ့အပြင်လူတိုင်းကိုလည်းလှောင်ပြောင်နေပါသေးတယ်အမျိုးသားရဲ့ဇနီးကတော့အခြေအနေတွေကိုကြည့်ပြီးသူမကိုပဲတောင်းပန်ခိုင်းပေမဲ့ဟိုမိန်းမကတော့ဆုံးမချင်တဲ့ပုံစံဖြစ်နေပါတယ်ကံကောင်းလို့အမျိုးသားကသူမကိုအချိန်မီတားလိုက်နိုင်ပေမဲ့အမျိုးသားရဲ့ဒေါသစိတ်တွေကပြန်ကြော့လာဖို့အရှိန်ယူနေပါပြီဇနီးဖြစ်သူကသူ့ကိုအမြန်ချုံမောလိုက်လို့စိတ်ပြန်ငြိမ်သွားပေမဲ့သူလက်လွတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီမိန်းမကဘာမှမပြောဘဲသူ့ကိုပါရိုက်လိုက်ပါတယ်ဒါတင်မကသေးပဲပတ်စံတွေထုတ်ပြီးသူတို့ကိုနှိမ်လိုက်ပါသေးတယ်ဇနီးဖြစ်သူကအမျိုးသားကိုအမြန်ထိန်ပြီးအဲ့ဒီနေရာကနေထွက်သွားဖို့ကြိုးစားပေမဲ့အဲ့ဒီမိန်းမကဘေးစဘောတုတ်တစ်ချောင်းနဲ့လမ်းပိတ်ပြီးအမျိုးသားကိုဒူးထောက်တောင်းပန်ခိုင်းပါတယ်ဘေးကလူတွေကလည်းဒေါသထွက်ပြီးသူမကိုဝိုင်းဆဲကြပါတယ်ဒါကိုသူမကမကျေနပ်ပဲလူမိုက်ဖြစ်တဲ့သူမရဲ့မောင်ကိုဖုန်းဆက်ခေါ်လိုက်ပါတယ်မောင်ဖြစ်သူရောက်လာတော့သူမကပိုပြီးမောက်မာလာကအမျိုးသားကိုဒူးထောက်ပြီးဖနက်ရှာပေးဖို့အထိပြောလာပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အမျိုးသားဟာဒေါသတွေပောက်ကွဲသွားပြီးသူမရဲ့လေဘင်းကိုညှစ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့မောင်ကရောက်လာပြီးအမျိုးသားကိုပညာပေးဖို့ပြင်ပါတယ်။ဇနီးဖြစ်သူကပြဿနာမကြီးစေခြင်းလို့အမျိုးသားကိုစားတောင်းပန်ပြီးသူ့ခင်ပွန်းကိုထပ်မစွားဖို့တောင်းပန်ပါတယ်။ဘာလို့လဲဆိုတော့ဒေါသပြန်ကြွလာရင်အခြေအနေတွေပိုဆိုးသွားမှာမို့လို့ပါ။ဒါပေမဲ့လူမိုက်နဲ့အဲ့ဒီမိန်းမကဂယုမဆိုင်တဲ့အပြင်အမျိုးသားကိုပါနှောင်ပြောင်ကြပါတယ်နောက်ဆုံးမှာတော့အဲ့ဒီမိန်းမကသူမရဲ့လူမိုက်တွေကိုအမျိုးသားကိုဝိုင်းရိုက်ဖို့ခိုင်းပါတော့တယ်ဇနီးဖြစ်သူကကြားကနေတားဆီးပေမဲ့လူမိုက်တွေရဲ့နှောက်ယှက်ခြင်းကိုခံလိုက်ရပါတယ်အဲ့ဒါကိုမြင်တဲ့အမျိုးသားဟာစိတ်ယူပေါက်မတက်ဖြစ်သွားပေမဲ့ဇနီးဖြစ်သူမှာကိုဝင်ရှိနေတာကိုတွေးပြီးမလှုပ်ရှားနိုင်ပဲအဲ့ဒီမိန်းမကိုတောင်းပန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါတော့မှအဲ့ဒီမိန်းမကအရှော့မပေးပဲဇနီးဖြစ်သူကိုပါထိခိုက်အောင်လုပ်ဖို့စူးစမ်းပါတယ်။အဲ့ဒီမှာတင်ဇနီးဖြစ်သူဟာမတော်တဆလဲကျသွားပြီးသွေးတွေထွက်လာပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အမျိုးသားဟာထိတ်လန့်သွားပြီးသူ့ရင်ထဲကဒေါသတွေဟာအဆုံးစွန်အထိရောက်သွားပါပြီ။အဲ့ဒီမိန်းမနဲ့သူမရဲ့မောင်ကတော့အခြေအနေတွေလက်လွန်သွားတာကိုမြင်ပြီးထွက်ပြေးဖို့စူးစမ်းကြပေမဲ့ဒီတစ်ခါမှာတော့သူတို့ဟာတကယ်ကိုမကစားတဲ့မီးကိုသွားကစားမိလိုက်ပြီဆိုတာမသိခဲ့ကြပါဘူး